အခုကတော့ကျွန်တော်ကမ္ဘာရွှေ XAUSD ကို4ရက်တီးပေါ့လေကျွန်တော် support resistance နဲ့ပဲကျွန်တော် trade သွားတယ်။တော်ရိုးစွန်းရှင်းကြီးနဲ့ trade တဲ့အခါမှာဘယ်လိုမျိုးဖြစ်သွားမလဲ string order ကိုင်တဲ့အခါမှာ long time ပေါ့လေ long time ကိုင်တဲ့အခါမှာကောင်းလားဆိုးလားဘယ်လိုချိန်မှာကောင်းဘယ်လိုချိန်မှာအားတက်ချက်ရှိဘယ်လိုချိန်မှာအားနည်းချက်ရှိတယ်ဆိုတော့ပတ်သက်ပြီးတော့အခုဗီဒီယိုမှာကျွန်တော် long ဒီ4ရက်တီး trade တဲ့ဟာလေးဗီဒီယို clip လေးကျွန်တော်ပြပြပေးသွားမယ်ဗီဒီယိုအဆုံးကြလို့ရှိရင်လည်းကျွန်တော်ဘယ်လိုမျိုးလေးရှိလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့recap လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးဖြစ်တယ်နောက်မှ3ရက်နေ့ကျွန်တော်နေ့လယ်7:00နာရီထိုးပြီးဆိုတော့ဒီချိန်ကနေစပြီးကျွန်တော် trade account ထဲမှာဒေါ်လာ600နဲ့90နဲ့စမယ်ဒေါ်လာ600နဲ့90နဲ့စမယ်စပြီးကျွန်တော် trade မှာဖြစ်ပါတယ်ကျွန်တော် entry ကိုတော့ကျွန်တော် 0.1 နှစ်ကြောင်းပဲကျွန်တော်ပထမဦးဆုံးစပြီးတော့ဖွင့်ထားတယ်မြင်ရမှာမျိုး entry ကို10 order နှစ်ကြောင်းကိုခုမှဘယ်လောက်မှမရွေးသေးဘူး10 order နှစ်ကြောင်းခုမှပထမဆုံးစပြီးတော့ဖွင့်ထားမှာဖြစ်ပါတယ်ဆိုတော့ဒီကနေကျွန်တော်ဘယ်လိုမျိုးအခြေအနေရှိလဲဆိုတော့ကျွန်တော်တို့ဒီကြည့်အောင်ဒီနေ့က money ဖြစ်တယ်ဈေးကွက်ဖွင့်ရလေးမှာတော့အဖွင့်လှချင်တယ်ပေါ့လေ let's go ကျွန်တော် target ကိုတော့ကျွန်တော်ဒီလိုထားထားတယ်ပေါ့လေtarget ကတော့ကျွန်တော်ရဲ့ဒီမှာကျွန်တော်စဆေးတာက4000ကျော်4010အကျော်ပေါ့လေ4010ကျော်ကနေကျွန်တော်စပြီးဆေးထားတယ်ကျွန်တော်ဒီအောက်ကိုတော့ကျွန်တော်ဘယ်လိုပြမလဲ entry ကနေကျွန်တော် take profit ယူထားတယ်ဆိုတော့ဘယ်လိုလာမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ပါပေါ့နော်ကျွန်တော်ကြည့်အောင်ဘယ်လိုလာမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်okay ခြေနေကကောင်းသွားမလားဒါမှမဟုတ်ဆိုးသွားမလားဆိုတော့ကျွန်တော်တို့ကြည့်ကြမှာဖြစ်ပါတယ်ဆိုတော့အချိန်ဘယ်လောက်ပေးရမလဲအခုကတော့ကျွန်တော်နေ့လယ်7:00နာရီထိုးပြီးကြည့်အောင်အခုချိန်မှာ order flow နေတယ်ကျွန်တော်တို့ရဲ့ order ကပေါင်းရှိတဲ့နေရာနဲ့အခုစပြီးတော့ minus ပြလာတယ်ပေါ့လေပြန် flow လာတာတော့တွေ့ရတယ်ဆိုတော့အချိန်ဒီဘယ်လိုလဲမသိဘူးစောင့်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခုညနေ4နာရီရောက်တော့ကျွန်တော်ဒီမှာဒီကျွန်တော် trade ဈေးကထုတ်တက်သွားတယ်ပေါ့ဈေးကထုတ်တက်သွားညနေခင်းမှာကျွန်တော်ဒီ20မှာပေါ့လေကျွန်တော်ရှုံးတစ်ချောင်းပေးလိုက်တယ်ဒီချောင်းကို10ပစ်တရားပေါ့လေပစ်တရားနဲ့ကျွန်တော်ဒေါ်လာ100ကိုကျွန်တော် minus နဲ့ကျွန်တော်ထွက်လိုက်တယ်ထွက်လိုက်ပြီးတော့အဲဒီထွက်လိုက်တဲ့ဒီဟောကျွန်တော်ထပ်ပြီးတော့နောက်တစ်ချောင်းထပ်ပြီးတော့ဝင်ထားတယ်ပေါ့လေဆိုတော့ဒီကြနောက်ကတော့ဒီကြနောက်တစ်ခုကတော့ကျွန်တော်တစ်ချောင်းတော့ရှုံးသွားပြီတစ်ချောင်းရှုံးသွားပြီးတော့နောက်တစ်ချောင်းကိုကျွန်တော်ထပ်ပြီးတော့ဝင်နေပေါ့လေအဲ့တော့ပုံမှန်600ကျော်ရှိတဲ့နေရာကနေအခုကျွန်တော်100ကျော်ရှုံးသွားတယ်ဆိုတော့ကျွန်တော်900ကျော်ပဲရှိတော့တယ်ကျွန်တော် account ထဲမှာဒေါ်လာ900ကျော်ပဲရှိတော့တယ်trade ထားတဲ့အချိန်ကတော့ကျွန်တော်အချိန်4နာရီကြာသွားပြီပေါ့4နာရီကြာသွားတဲ့အချိန်မှာ100ရှုံးသွားတယ်ကျန်တဲ့ဟာကတော့အခုဒီ minus float ဒီမဲ့တွားနေတော့မယ်ပေါ့လေဆိုတော့ဘယ်အချိန်မှာဘာထပ်ဖြစ်မလဲဆိုတော့ကျွန်တော်ကြည့်အောင် let's go အဓိကတော့ဈေးကတော့အပေါ်ထိထောင်တော့ပါပေါ့လေအပေါ်ထိထောင်တော့ကျွန်တော်ပြမယ်ချက်ပြမယ်မကြည့်လိုက်ဈေးကလုံးဝကိုပေါ်ထိကိုထောင်တော့ပါတာဒီနေရာမှာမေးစရာရှိတာကတော့ဒီနေရာမှာဆိုရင်ကျွန်တော်တို့1 hour မှာကြည့်မယ်ဆိုတော့လုံးဝကိုဒါ bullish flag ပေါ့လေ bullish flag ဖြစ်ပြီးတော့ retrace လဲလာပြီးပြန်တက်နိုင်ခြင်းရှိရဲ့ဟာလာမှာရှိရဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ဒီ price action bullish flag သဘောတရားဆိုရင်အဲ့လိုတက်ရှိရှိတို့ကျွန်တော်ကတော့အယောင်ကိုဦးစားပေးထားဖြစ်တဲ့အတွက်အယောင်ကိုစောင့်နေမှာဖြစ်ပါတယ်Yo what's up ဆိုတော့ရုပ်ရည်ကြီးဆိုလို့ကျွန်တော်ပြန်ပြီးတော့ market ကပြန်ပြီးတော့ပြန် active ဖြစ်လာတယ်ပေါ့လေကျွန်တော် active ဖြစ်လာတယ်ချက်ပြပြီကျွန်တော် screen မှာချက်ပြပြီမယ်ကြည့်အောင် okay ဆိုတော့ခုနကပုံမှန်အရန်ကို break ဖြစ်ပြီးတော့မသိရင် bullish flash လို့ပါလို့ပြီးတော့ site ကနေအခုချက်ချင်းကိုပြန်ပြီးအခုကျွန်တော်တို့ရဲ့ entry ကနေအခုပြန်ပြီးတော့ profit ပြန် run လာတာတွေ့ရတယ်ဆိုတော့အချိန်နဲ့ပြောမယ်ဆိုအချိန်ကကျွန်တော်တို့9နာရီကျော်ပြကျွန်တော်တို့9နာရီ16လောက်ရှိတယ်ပြီကျွန်တော် trade period ကကျွန်တော်တို့ trade period ကကျွန်တော်တို့မရှိဘူးဆိုတော့ကျွန်တော်တို့9နာရီကျော်ပြီပေါ့လေကျွန်တော် trade ထားတဲ့ period ကဆိုတော့ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်အောင် Okay အခုကတော့ကျွန်တော်ည8နာရီခွဲပေါ့လေည8နာရီခွဲပြီးည8နာရီခွဲတဲ့အခါမှာလက်ရှိဈေးတန်းကဘယ်လိုအခြေအနေရှိလဲဆိုရင်လုံးဝကို sideways ပြေးနေတယ်ကျွန်တော်ဒီ money မှာလည်းကြည့်ပေါ့ဈေးကအခုထိကိုရေရာမြတ်တာမရှိဘူးလုံးဝကိုပြောပြမယ်ဆိုရင်လို့အတက်ကြကဒီပေါ့လေ sideways ပုံစံမျိုးပြေးနေရပေါ့လေအဲ့တော့ဘယ်ချိန်မှမြတ်မနေတော့မသိဘူး trade ထားတဲ့ hour ကတော့ကျွန်တော်တို့8နာရီကျော်ဖြစ်သွားပါပြီဘယ်လိုချိန်ဆက်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ် okay ဘယ်လိုလဲဆိုတော့ဒီလိုပေါ့ကျွန်တော်ည8နာရီကျော်ည8နာရီသာခွဲသွားတဲ့ဈေးကဒီနားမှာကျွန်တော်တို့မနေ့ကလုံးဝ minus floating နဲ့စတယ်ပြီးတော့အမြင်ရတယ်ကျွန်တော်ပြီးလို့ရှိရင်ပြန်ပြီးတော့okay ပြန်ပြီးတော့ဒီ entry နေတဲ့ပြန်ရောက်သွားရတယ်ပေါ့လေဆိုတော့တော်တော်လေးကိုဒီကိုပြင်းဖို့ကောင်းနေပေါ့လေအချိန်အပြင်ကြည့်မယ်ဆိုကျွန်တော်တို့ trade ထားတဲ့ trading hour ကမရှိဘူးဆိုတော့ကျွန်တော်ည8နာရီကျော်သွားပြီအတော်လေးကိုဈေး even နေ့လို့ပြောရမှာဗျဒါည8နာရီခွဲပြီပေါ့လေဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်Okay မင်္ဂလာပါခင်ဗျာပေါ့လေဒီကနေ့ကတော့ကျွန်တော်တို့တရက်ကြောက်သွားပြီနောက်ထပ်တရက်ပေါ့နော်နိုဝင်ဘာ4ရက်နေ့ရောက်သွားပြီနိုဝင်ဘာ4ရက်နေ့ရောက်သွားပြီဆိုတော့ order ကားတွေကကျွန်တော်တို့ order ရတဲ့ပုံမှန်လိုက်မဲ့ run နေတော့မယ်ကျွန်တော်တို့900ကနေ1400ပေါ့လေကျွန်တော် order run နေတော့မယ်ဒီမှာ
ဈေးကလည်းကျွန်တော်ပုံမှန်တိုင်းပဲပေါ့လေဆက်ပြီးတော့ကိုချင်းနေတော့ပဲပေါ့လေချင်းတော်ပေးရတယ်ဗျာဒီလိုပုံမှန်လုပ်နေတဲ့ချင်းဆိုရင်တော့ကျွန်တော်တို့ခဏလေးအတွင်းမှာဟောတာပြီးရဆိုပေမဲ့တကယ်အဲ့လိုမျိုးဈေးကြီးအီးနေတယ်စိုက်ဝေးပြီးနေတယ်အားမျိုးဆိုရင်ကျွန်တော်တို့ order တွေကတော်တော်လေးကိုအချိန်ပေးရတယ်ဒါဆိုနောက်ရက်ကူပါတယ်ပေါ့လေနောက်ရက်ကူသွားပြီကန်အောင်နေတာကကျွန်တော်တို့ဗီဒီယိုမှာကswap fee ပါပေးရမယ်လို့တာဖြစ်တော့ကြတော့တော်လေးအဆင်ပြေပေါ့ဒီမှာ900ကနေ1300ပြီးတော့ဖြစ်သွားပြီပေါ့လေဆိုတော့ဘယ်လိုဆက်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရအောင်မယ်တော့ကြည့်ရโอเคအခုကျွန်တော်တို့4ရက်နေ့ည10:00နာရီကျော်မှာဆိုရင်ကျွန်တော်တို့ရဲ့ဒီ target ပေါ့လေကျွန်တော်တို့ရဲ့ဒီTP ရထိပါပြီကျွန်တော်ကြည့်လိုက် TP ထိသွားပြီဒီချောင်းထိသွားပြီပေါ့လေနောက်တစ်ချောင်းကတော့ကျွန်တော် TP ကိုအဝေးထားတာဗျ TP အဝေးထားတာထိလားမထိလားဆိုတော့ကျွန်တော်ချင်းဒီပေါ်ကြည့်ပြီးတော့ပိတ်တင်မပိတ်တင်ကိုကျွန်တော်စဉ်းစားမယ်ပစ်1000ကျွန်တော်ထားထားတယ်ပုံမှန်ကျွန်တော်တို့ပုံမှန်ထားထားတဲ့ဟာကတော့ဒီပင်900ရှိတဲ့ပင်900ကျော်ရှိတဲ့ဒီ order ကတော့ပထမတစ်ချောင်းကတော့ကျွန်တော် TP ထိသွားပြီညမှာပဲဈေးထိုးကြပြီးတော့ TP ထိသွားတယ်မကြည့်လိုက်ထိုးကြပြီးတော့ဒီကထိုးကြပြီးတော့ TP ထိသွားပြီဆိုတော့ကျွန်တော်နောက်တစ်ချောင်းကတော့ပစ်1000ထားထားတယ်ဒါပေမဲ့ရမရတော့ကျွန်တော်မသိဘူးအချိန်လေးကျွန်တော်ကြည့်ရမယ်ရရင်တော့ရမရရင်လည်းမရနိုင်တာလည်းဖြစ်နိုင်တယ်ပေါ့လေဆိုတော့စောင့်ကြည့်လိုက်ပါအောင်မယ်ပြီးရင်တော့ကျွန်တော်ဒါတွေအကုန်လုံးကိုကျွန်တော် recap လုပ်ပြပါမယ်ဆိုတော့ကျေးဇူးတင်ပါတယ် Okay အခုကတော့ကျွန်တော်တို့9ရက်နေ့နိုဝင်ဘာ9ရက်နေ့မနက်6နာရီခွဲဖြစ်ပါတယ်ဒီအချိန်မှာဆိုရင်တော့ကျွန်တော်မနေ့ကပြောတဲ့ order ကဒုတိယကျန်တဲ့ order က pit 900ကျော်400ကျော်နဲ့ pit 800ကျော်ဘက်ကိုပြန်ရောက်သွားပြီ pit 800ကျော် target ကတော့ pit 1000ကျော်ဖြစ်ပါတယ် pit 1000ပေါ့လေ pit 1000ထားတာဖြစ်ပါတယ်အခု trading 2ရက်ရှိသွားပြီပေါ့လေ2ရက်မြောင်းနေပေါ့လေ3ရက်မြောင်းနေပေါ့3ရက်မြောင်းနေဖြစ်ပါတယ်ဆိုတော့ခုကတော့ကျွန်တော်6ရက်နေ့ဖြစ်တယ်ပေါ့6ရက်နေ့မှာကျွန်တော်ရေဒီလက်ရှိဈေးတန်းက pit 1000နဲ့မှန်းထားတဲ့ဟာက pit 850နဲ့အပေါ်ပြန်တက်သွားတယ်လက်ရှိမှာကျွန်တော်ရဲ့အမြတ်ငွေကpit 300နီးပါးပဲကျန်တော့တယ်ပေါ့လေ pit 800ကျော်မြတ်ခါကဈေးကပြန်ထောင်တက်သွားတာဖြစ်တော့ကျွန်တော်တို့လက်ရှိမှာ pit အများကြီးမကျန်တော့ဘူး pit တော်လေးနည်းသွားပြီပေါ့လေဆိုတော့ကျွန်တော်အခုလက်ရှိမှာကျွန်တော်ဒီ6ရက်နေ့တည်းမှာဟိုပြန်တက်လာတဲ့ပုံမှာကျွန်တော် entry တစ်ချောင်းထပ်ပြီးတော့ live လို့ပေါ့လေအဲ့တော့ဘယ်လိုရှင်းဆက်ရှိသွားမလဲဆိုတော့တစ်ချက်လိုက်ပြီးတော့ကြည့်ကြအောင်ဆိုတော့ကျွန်တော်လက်ရှိဒီ3990လောက်မှာဒီ3990ဝန်းကျင်မှာကျွန်တော် entry တစ်ချောင်းဝင်မယ်ဒါတွေဘာကြောင့်ဝင်ခဲ့ရလဲဆိုတော့ကျွန်တော်ဗီဒီယိုပြီးမှပဲကျွန်တော်တစ်ချက်ရှင်းပြပေးတော့မယ်ဆိုတော့ဆက်ကြည့်လိုက်အောင် Okay ကျွန်တော်တို့4ရက်တိတိကန်ခဲ့တဲ့ order ကကျွန်တော်တို့ဒီပုံမှန် pit 800ကျော်ရနေတဲ့အနေထားနေကျွန်တော်တို့လုံးဝကိုမရတော့ဘူး entry back ကိုပြန်သွားတယ်ပြီးတော့ဆောင်းဝင်ငယ် share order ကလည်းကျွန်တော်အရှုံးနဲ့ပဲပိတ်လိုက်တယ်ကျွန်တော်ပုံမှန်ပြပေးထားမယ်ဆိုတော့တို့တယ်ကျွန်တော်တို့ဒီနောက်ဆုံးအကြောင်းကတော့ကျွန်တော်တို့စိတ်ရှည်လုံးဝကြည့်ပြီးတော့ကျွန်တော်တို့မရလိုက်တဲ့ထင်သလောက်ကျွန်တော်တို့ဒီကိုလိုချင်တော့ profit ကိုမရလိုက်ဘဲနဲ့ entry နဲ့ပဲရင်းအောင်နဲ့ပဲပိတ်သွားတဲ့အနေထားမှာဖြစ်တယ်ပေါ့လေဆိုတော့အဲ့လိုအနေထားဆိုတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဒီ4ရက်တာ trade ရဲ့ day ကပေါ့လေအဲ့လိုမျိုးလေးနဲ့ပြီးသွားတယ် Okay အခုပြသွားတဲ့ video ကတော့ကျွန်တော်ဒီ HAUSD ကိုကျွန်တော်ရိုးရှင်းရှင်း support resistance တွေပဲကျွန်တော် trade သွားတယ် trade သွားပြီးတော့ကျွန်တော် pick အများကြီး swing ကင်ပြသွားတယ်ကင်တဲ့အခါမှာလည်းဘယ်လိုမျိုးအခြေအနေရှိလဲပေါ့လေသူကတော့ sideways ပြေးတဲ့အခါမှာ market က entry ကိုပြန်ရောက်သွားတယ်အဲ့တော့ကျွန်တော်တို့ထင်တဲ့လောက်ဒီအမြင်မရအောင် Okay အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ swing order ကပုံမှန်တိုင်းပဲ market က sideways မပြေးဘဲနဲ့ continuation ပေါ့လေအကျဝချက်ချင်းသွားမယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲပေါ့အဲ့တော့ပြောချင်တဲ့ဒီဘက်ကကျွန်တော်တို့ဒီ swing ကင်တဲ့ခါဆိုတဲ့ခါမှာကျွန်တော် swing ကင်နိုင်တယ်ကျွန်တော်အထင်ကြီးလို့မရဘူးကျွန်တော်တို့ဒီကျွန်တော်တို့ swing ကင်တဲ့အချင်းရှိရကျွန်တော်ဟိုစပြီး trade ပြီးဆိုပြီးတော့ကျွန်တော်အဲ day trade တဲ့ string ကိုပို့ပြီးအားတာတယ်မှာပါတယ်ပေါ့လေအဲ့ဒီနေရာနောက်ကွယ်မှာလည်းအားနည်းချက်တွေဖြစ်တဲ့ခုလိုမျိုးကျွန်တော်ဗီဒီယိုမှာပြသွားလို့မျိုး entry ပြန်ရောက်လာတာမျိုးတွေရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဟိုရှိဗီဒီယိုမှာကျွန်တော်ရဲ့ဒီ TikTok မှာတွေ့နေမယ်အဲ့လိုကြုံလို့ပေါ့လေဒီလောအရင်မကြည့်ပဲနဲ့ဒီအမြတ်ငွေအများနေတာမျိုးတွေပေါ့လေဒီလိုမျိုးဟာတွေကလည်းကျွန်တော်တို့ဒီ swing trade ရေအားသာချက်အနေနဲ့ဖြစ်တယ်ပေါ့အဲ့တော့ပြောရမယ်ဆိုရင်တော့အားသာချက်အနေနဲ့ကတော့ market ကို continuation သွားလို့ရှိရင်ကျွန်တော်တို့ဒီအမြတ် low နည်းနည်းနဲ့ order နည်းနည်းလေးနဲ့ကျွန်တော်အမြတ်အများကြီးရမယ်ဒါပေမဲ့သူ့ရဲ့ဆက်ညင်မှာ risk ကဘာရှိမလဲဆိုတော့ခုလိုမျိုး sideways ပြေးခဲ့လို့ရှိရင်ကျွန်တော်တို့ပေးခဲ့တဲ့အချိန်တွေကလည်း hard ဖြစ်သွားပြီးတော့အရင်နဲ့ပြန်ပေးရတာမျိုးတွေဒါမှမဟုတ်လေကျွန်တော်တို့ဒီအရှုံးတာမျိုးတွေဒါမှမဟုတ်လေအမြတ်နည်းအားဖြစ်ဒီလိုအနေထားတွေပြန်ဖြစ်နိုင်တယ်ဆိုတာမျိုးတော့ကျွန်တော်ကြိုပြီးတော့ပြောချင်ပါတယ်ကျွန်တော်ဒီခုပြောတဲ့အခါမှာချို့ပြောလိမ့်မယ်ပေါ့လေအမြတ်ကိုဘယ်လောက်ခွဲပိတ်ပါဘယ်လောက် B ထားပါ B ဘယ်လိုထားပါပေါ့လေ SLI gap ပါလို့ချို့ကကတိကတည်းပြောကောင်းပြောလိမ့်မယ်ဒါကလူတိုင်းအတွက်မဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ချို့လူတွေကဥပမာကျွန်တော်တို့ဆိုရင်ရှင်းရှင်းလေးပဲအဲ့လိုမျိုးlike ကြရမျိုးကျွန်တော်သဘောမကျဘူးဝန်လာလည်းမပါဘူးကျွန်တော်တို့ကဘာကြောင့်လဲဆိုတော့ကျွန်တော်ရှင်းပြမယ်ဗျာ market ဆိုတာကကျွန်တော်တို့ swing trade လို့ရှင်သိပါလိမ့်မယ် swing ကိုတစ်ချောင်းကန်လိုက်တယ်ကန်လိုက်ပြီးတော့ away ကိုကွာလှမ်းပြီးတော့ TV ထားလိုက်အဲ့ခါမှာကျွန်တော်ကအများနဲ့ SLI ကန်နေမယ်ဆိုကျွန်တော်အဲ့ swing ဆိုတာရောက်လာမှာမဟုတ်ဗျာSLI ကန်နေမယ်အတူတူကျွန်တော် swing မ trade တော့ဘဲနဲ့ကွာတစ်ခါပဲ day trade တာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ကျွန်တော်ကဘာလို့လဲဆိုတော့ market ကသွားတယ်ပြန်လာတယ်အားလုံးသိတဲ့အတိုင်း market ဆိုတာတက်လိုက်ပြီး retreat ပြန်လာလိုက်တက်လိုက် retreat ပြန်လာလိုက်ဖြစ်တဲ့ပုံစံမျိုး retreat ပြန်လာတဲ့အထိဘာမှမဖြစ်ဘူးသို့တော့ကျွန်တော် sideways လိုမျိုးအပေါ်ထိပ်နဲ့အောက်ထိပ်နဲ့အပေါ်ထိပ်ကိုသွားလာကြတော့ကျွန်တော်တို့က
အတွက်ဒီလောင် swing trade တဲ့လူတွေတို့ကြအတော်လေးကိုအချိန်ကုန်တယ်လို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့အားစားရအားနည်းချက်ကိုစီရှိတာဖြစ်တယ်ကိုကြိုက်တဲ့ဟာနဲ့ကို trade လို့ရတယ်ဆိုတဲ့အကြောင်းကိုဒီကနေ့မှာကျွန်တော်ကဒီမြင့်မြင့်ကိုလေးပြပြဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်